ဓမ္မရာဇဝင်တတိယဆောင်မှာဖတ်ရှုခြင်းဒါဝိဒ်သည်အနိစ္စရောက်ရသောအချိန်ဤသောအခါသားတော်ဆောလမုန်ကိုပြညတ်ထားတော်မူသည်ကားဤကြီးသားအပေါင်းတို့၏တွားရလန်းသို့ငါတွားရမည်တို့ဖြစ်၍အာယူလောယောက်ျား၏ဂုဏ်သက်ကြီးရှိလောထာဝရဘုရားသည်ငါအားပြရိပ်ပေးတော်မူသည်ကားငါ၏သားမြေတို့သည်စိတ်နှလုံးကျွမ်းမဲ့ငါရှိမှတမန်တရား၌ကျင်လည်ခြင်းကမိမိတို့တော်ရလံကိုတတိပြုလျင်ဣသရေလနိုင်ငံရာဇပလင်ပေါ်မှာထိုင်ရသောတင်းအမျိုးမင်းရိုးမပြတ်စေရဟုမိန့်တော်မူသောစကားတော်ကြည်၍တင်းသည်ပြုလေရာရာသွားလေရာရာ၌အောင်မြင်မိကြောင်းတင်း၏ဘုရားသခင်ထာဝရဘုရား၏လမ်းတော်သို့လိုက်၍မောရှေ၏ပညတ်တိကျမ်း၌ပါသောစီရင်ထုံးဖွဲ့ချက်အတ္တိခံချက်ပညတ်တရားတို့ကိုစောင့်ရှောက်စေခြင်းကပါကြားတော်မူသောစကားကိုနားထောင်လော့ဒါဝိဒ်သည်ဘိုးတော်ဘေးတော်တို့နှင့်အိပ်ပျော်၍ဒါဝိဒ်မြို့၌တင်းကြိုခြင်းကိုခံတော်မူ၏ဟေဗြုန်မြို့၌9နှစ်ယေရုရှလင်မြို့၌33နှစ်မင်းပြု၍ဣသရေလနိုင်ငံကိုအနှစ်40ဆိုးဆန်တော်မူ၏ဆောလမုန်သည်ခမည်းတော်ဒါဝိဒ်ရာဇပလင်ပေါ်မှထိုင်တော်မူ၍အာဏာတော်သည်အမြဲတည်ဘုရားသခင်နှုတ်ကပတ်တော်ပေသည်